အားလုံးပဲမင်္ဂလာပါရှင် The Kitchen Diary Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်အားလုံးပဲဒီနေ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဗိုက်ဆန်နေကြရမလားအလိုတူပါပဲရှင်ကျမလည်းဒီဗီဒီယိုအတစ်လုံးနေနဲ့ဗိုက်တွေအရန်စာနေပါပြီပေါ့နော်ဒုတိယကျအရန်ထပ်စားချင်နေပါပြီပေါ့နော်ဒီနေ့အရန်ဟင်းလက်ကောင်းတယ်စားလို့လည်းမိန်နေပေါ့နော်ဒါပေမဲ့ဒီနေ့အိတ်ဟင်းနေထဲမှာထမင်းလည်းမိန်ပြီးတော့စားလို့လည်းအရန်ကောင်းတဲ့ပစုံငပိချက်လေးကိုချက်ပြပေးတော့မှာဖြစ်တဲ့ကြောင့်မလို့ဗီဒီယိုလေးကိုအစအဆုံးကြည့်ရှုပေးကြပါအောင်နော်အဲ့တော့ပထမအဆုံးအနေနဲ့စီလေးစပြီးတော့တက်ပါမယ်အဲ့တော့စစ်ပူလာပြီးဆိုလို့ရှိရင်တော့ငရုတ်သီးစိမ့်တွေထောင်းထားတဲ့ဟာလေးကိုဒါစီနဲ့ပေါ့နော်အရင်ဦးဆုံးတက်လိုက်ပါမယ်ငရုတ်သီးစိမ့်ကိုမှငရုတ်သီးစိမ့်နိုင်ချင်းလေးပေါ့နော်ထည့်ထားပါတယ်လုံးဝဆက်လေးပေါ့နော်စားအောင်လို့ဆိုပြီးတော့ပေါ့နော်ကျမတို့မြန်မာလူမျိုးအများစုကငပိလို့ငပိရင်လို့အရန်ကြိုက်တာမလားအဲ့တော့တခြားဟင်းမရှိရင်တော့မှပဲအဲ့လိုငပိချက်တို့ငပိရည်တို့ရှိလို့ရှိရင်အဲ့လိုတိုးစရာလေးနဲ့စားအရန်စားလို့ကောင်းတယ်ပေါ့နော်ဒီကိုစီးတက်ပြီးဆိုလို့ရှိရင်တော့ပစုံလေးကိုပါတခါတည်းထည့်ပြီးတော့မှွေလိုက်ပါမယ်ရှင်မနေ့နဲ့ငယ်ကြအောင်မွေးပြီးဆိုလို့ရှိရင်တော့ဒီစိမ့်စားငပိပေါ့နော်စိမ့်စားငပိကိုရေနဲ့ဖြောပြီးတော့ဒါလောင်းထည့်လိုက်ပါမယ်ရှင်လောင်းထည့်ပြီးဆိုလို့ရှိရင်တော့မနေ့အနည်းငယ်ကြအောင်ခဏလောက်မွေးပေးရပါမယ်ရှင်မနေ့ငယ်ကြအောင်မွေးပြီးဆိုလို့ရှိရင်တော့မကြီးရေပါထည့်ထပ်ပြီးတော့ပေါ့နော်ထည့်ပါမယ်ရှင်ထည့်ပြီးလို့ရှိရင်တော့ဆူလာအောင်ခဏစောင့်ပါမယ်ရှင်လာပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးစားလို့ရတဲ့အနေအထားကိုရောက်ရှိလာပါပြီရောက်ရှိလာပြီဆိုလို့ရှိရင်တော့ပကံနဲ့ထည့်ပြီးတော့ထမင်းနဲ့အဲဒီငါကုကနာကချက်ထားတဲ့ငပိချက်နဲ့ပြီးတိုးစရိုင်းနဲ့စားလို့ရပြီဖြစ်ပါရဲ့ရှင်အဲ့တော့ကြည့်ရှုပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုလည်းကျေးဇူးထူးပင်တင်ရှိပါရဲ့ရှင်ဘိုင်ဘိုင်